Yo, minasan, oisasiburi desu. Channel YouTube channel မှာကျွန်တော်ဗီဒီယိုတွေမတင်ဖြစ်တာတော်တော်ကြာပြီပေါ့နော်လွန်ခဲ့တဲ့တစ်လလောက်ကဒီ YouTube ရဲ့ policy guideline နဲ့မညီလို့ဆိုပြီးတော့ကျွန်တော်ရဲ့ဒီ YouTube channel ကအပိတ်ခံထားရတယ်ပေါ့နော်အပိတ်ခံထားရဲဆိုတော့ပြင်မှာကျွန်တော်ဗီဒီယိုတွေကတော့တင်လို့ရနေသေးတာပေါ့နော်ဒီ monetization တော့အပိတ်ခံလိုက်ရတာပေါ့နော်ဆိုတော့ YouTube ကဘာပြောလဲဆိုတော့ဒီကျွန်တော်ရဲ့ဗီဒီယိုတွေကိုပြန်ဖြတ်ခိုင်းနေပေါ့နော်ကျွန်တော်ဒီဘယ်လိုမျိုးတော်တော်များပေါ့နော်သူများရဲ့ဗီဒီယိုတွေကိုကျွန်တော်အနောက်ခံကျွန်တော်ဖြတ်ညက်ကလုပ်ပြီးတင်လာတာအများကြီးဆိုတော့ဖြတ်မဆွင့်ရင်channel တစ်ခုလုံးหนีပါပဲပေါ့နော်ဆိုတော့ကျွန်တော်တော့မဖြတ်ဖို့စဉ်းစားထားတော့ပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီ YouTube channel ကိုတည်ထောင်တဲ့ရည်ရွယ်ချက်ကဒီငွေကြေးဆိုတာထက်interview အတွက်ကိုပေါ့နော် interview ဖြစ်ဖို့လုပ်နေတဲ့သူတွေ interview ဖြစ်ဖို့လေ့လာနေတဲ့သူတွေအတွက်ဒီ interview မေးခွန်းတွေကိုဥပမာရေပုံလေးတွေနဲ့ကျွန်တော်ကဒီဘယ်လိုဖြစ်ရင်ကောင်းမလဲဆိုပြီးအခက်ခဲဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ဒါပြုလုပ်ခဲ့တဲ့ကျွန်တော်ရဲ့ channel ဖြစ်တယ်ပေါ့နော်ဆိုတော့ဗီဒီယိုကတင်လို့ရနေသေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel မပြတ်မချင်းပေါ့နော်အခုကနေစပြီးတော့ကျွန်တော်တော့အတက်နိုင်ဆုံးဒီကိုယ့်ရဲ့ဗီဒီယိုကို original နဲ့တင်ဖို့တော့ဆုံးဖြတ်တာတော့ပေါ့နော်ဆိုတော့ကျွန်တော်မင်းနဲ့ဆန်လို့စီကကိုကြီးတောင်းချင်တာကတော့ကျွန်တော်ရဲ့ဒီတင်တဲ့ဗီဒီယိုတွေမှာ like နဲ့ကျွန်တော် comment လေးများရေးပေးစေချင်တယ်ပေါ့နော်နောက်ပြီးတော့ဒီဗီဒီယိုရဲ့အောက်မှာလည်း interview နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ channel မှာကျွန်တော်ဝေမျှထားခြင်းမရှိတဲ့interview မေးခွန်းလေးကိုလည်းမင်းနဲ့ဆန်လို့မေးမြန်းနိုင်ပါတယ်ကျွန်တော်အားတဲ့ချိန်ဗီဒီယိုလေးတွေနဲ့မင်းနဲ့ဆန်လို့မေးခွန်းတွေကိုကျွန်တော်ဖြည့်ပေးပါမယ်ကျွန်တော်ရဲ့ channel ကနေမင်းနဲ့ဆန်လို့တစုံတရာကိုယ့်အတွက်ထောက်ကူပြုသွားမယ်ဆိုရင်ပဲကျွန်တော်ကျင့်တတ်ပါပြီ YouTube channel ကတော့ကျွန်တော်မဖြတ်ပါဘူးဆိုတော့ကျွန်တော်အားတဲ့ channel တွေမှာစင်တင်လို့တော့ကျွန်တော်တင်သွားပေးမယ်တလားနော်မင်းနဲ့ဆန်လို့ဘက်ကနေပြီးတော့ကျွန်တော်ကို editor ချက်လေးတော့ကူညီပေးတင်လားနော်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်